အားလုံးပဲမင်္ဂလာပါဆရာဒါရီကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဆရာကအရှိဗီဒီယိုမှာတော့ဘေးမော်ဒလာနဲ့ပတ်သက်ပြီးတော့အင်တာဗျူးအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဘေးမော်ဒလာကိုပြောင်းခဲ့တဲ့ခီလန်တစ်လျှောက်ကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရဲဆိုရင်အဆုံးထိဆက်ကြည့်ပေးလို့ရပါတယ်ဟုတ်ပါပြီဆရာကအရင်တုန်းကပေါ့နော် quantity surveyor နဲ့လုပ်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာစပြီးတော့ဆရာကျောင်းပြီးတာကတော့ electrical power engineering နဲ့ပြီးတာပေါ့နော်ပြီးတော့ electrical ကနေမှဆရာကစပြီးတော့ပထမဆုံးအလုပ်က 2S ပေါ့နော် electrical 2S ဆိုပြီးတော့အလုပ်ကိုဝင်လုပ်လိုက်ပါတယ်ဒီအချိန်မှာဆရာက2S ကိုပေါ့စိတ်ဝင်စားတယ်လုပ်မိသွားတယ်ပေါ့နော်အဲ့တော့ electrical ဘိုင်းကိုတော်တော်လေးနည်းနည်းဆက်တည်သွားပြီးတော့ electrical 2S ကိုလောက်တာတစ်နှစ်ကျော်လောက်ကြာတော့ဆရာနောက်ထပ်အလုပ်တစ်ခုထပ်ပြီးတော့ပြောင်းတဲ့အချိန်မှာအဲ့မှာကျတော့ MME ပေါ့နော် MME drafter အနေနဲ့ဂျပန်ကုမ္ပဏီတစ်ခုမှာပြန်ပြီးတော့ဝင်လုပ်တယ်အဲ့ဒီမှာတော့ကျတော့အဓိကကတော့ electrical ဘိုင်းနဲ့ပတ်သက်တဲ့ drafting ပေါ့နော် drafting တော့ AutoCAD ဘိုင်းတွေလုပ်ရတယ်အဲ့တုန်းကလည်းဆရာစိတ်ဝင်စားတယ်ဘာလို့ဆိုတော့ electrical background နဲ့ electrical ဘိုင်းကိုလုပ်ရတယ်ပေါ့နော်အဲ့လိုဆိုအဲ့တုန်းကပုံဆွဲတာကိုလည်းစိတ်ဝင်စားတယ် US ကိုလည်းစိတ်ဝင်စားတယ်ဒါပေမဲ့ဘယ်လိုလဲဒီစင်ကာပူကို US နဲ့ရောက်လာလဲဆိုတော့အဲ့ဒီမှာပေါ့နော်စင်ကာပူစပြီးတော့ try လုပ်မယ်လို့လုပ်တဲ့အချိန်မှာအဲ့ဒီ drafter အလုပ်ကလည်းအချိန်နေမကောင်းစားနေမြန်မာနိုင်ငံအချိန်နေကြောင်းရက်သွားတော့ဒီ US နဲ့ပဲအလုပ်ကိုစင်ကာပူစရှာမယ်ဆိုပြီးတော့မှအဆုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့ drafter နဲ့လုပ်တဲ့အချိန်မှာအတွေ့အကြုံကနည်းနည်းနည်းတယ်ပေါ့နော်နည်းတော့ US နဲ့လုပ်ခဲ့တဲ့အတွေ့အကြုံနဲ့ပုံများတယ်ပြီးတော့ US ကိုပဲတစ်လျှောက်လုံးလုပ်မယ်ဆိုတဲ့စိတ်ကူနဲ့US နဲ့ပတ်သက်တဲ့ပေါ့နော်တင်တန်းတွေကိုပြန်တက်တယ်တက်ပြီးတော့အဲ့ကနေမှစင်ကာပူကို Saber US ဆိုပြီးတော့မှရောက်လာခဲ့တယ်ပေါ့နော်အဲ့ဆိုတော့ quantity surveyor လမ်းကြောင်းနဲ့ကတော့ပုံများခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့လုပ်ခဲ့တယ်လုပ်ပြီးတော့ဒီကိုရောက်လာတော့2လလောက်မှအဆင်မပြေပဲနဲ့ဆရာအလုပ်ထပ်ပြောင်းတော့ MME US နဲ့ဆက်ပြီးတော့လုပ်တယ်အဲ့ချိန်မှာ MME 2S နဲ့ကအဆင်မပြေဘူးလားဆိုတော့ပြည်တယ်ဒါပေမဲ့ဆလာရဲ့အရှိရဗီဒီယို episode တွေမှာရှိတယ်ပြောထားသလိုအခက်အခဲတွေဖြစ်တော့2S ကနေဒီဘေးမော်ဒလာကိုပြောင်းချင်တာပေါ့နော်ပြောင်းချင်တာဆိုတော့အဲ့တုန်းကဘယ်လိုလုပ်ခဲ့လဲဆိုတော့ဆလာရဲ့ background ကလည်းအများအဆုံးက 2S နဲ့လုပ်နေရလဲများတယ်ပေါ့နော်များတော့ဘယ်ကနေစပြီးတော့လိုက်ရမလဲဆိုတာကိုမသိဘူးဝေခွဲမြောက်ဘူးအဲ့ချိန်မှာ US ကိုပဲဆက်လုပ်ပြီးတော့ကုမ္ပဏီပြောင်းမလားပေါ့နော်အလုပ်အဆင်မပြေဖြစ်တဲ့ချိန်မှာအဲ့လိုမျိုးတစ်ခုတွေးတဲ့အချိန်မှာအလုပ်ကိုပြောင်းမဲ့အတူတူတော့ငါ US ကိုပဲဆက်လုပ်နိုင်လားဒါမှမဟုတ်လို့ဒီပေမော်ဒလာလမ်းကြောင်းပေါ် rebate ကိုစပြီးတော့လေ့လာမလားဆိုပြီးတော့အဲ့မှာကိုမေးလိုက်တယ်ပေါ့နော် quantity surveyor နဲ့လုပ်တဲ့အချိန်မှာအရန်တီးကြရတယ်လောက်တာကိုင်းတာတွေကလည်းအရန်ကိုလွဲချော်လို့မရဘူးတစ်ခုဆိုရင် error တစ်ခုဖြစ်တာနဲ့ကိုပေါ်ရောက်လာကိုကောင်ပေါ်ရောက်လာပေါ့နော်အဲ့လိုဆိုတော့ပြောရရင် responsibility များတယ်ပေါ့နော်တခြားလုပ်တွေကလည်းမများတော့ဆိုများတယ်ဒါပေမဲ့ဆလာဆောက်ဝင်တော့ကအရန် junior အနေနဲ့ဒီစင်ကာပူစရောက်တော့ဖြစ်လောက်တော့US ကအရန်ကိုအဲ့လိုပြင်ပန်းတယ်အရန်ပြင်ပန်းတယ်ပြီးတော့စနေတနင်္ဂနွေတွေထီလဲတစ်ခါလေးဆိုလောက်ရတဲ့တန်တာတွေဆိုရင်တန်တာတွေဘိုင်းနေလောက်တဲ့ချိန်ကြတော့လက်ထဲမှာ project ကလည်းအများကြီးရှိထားရတယ်ပြီးတော့လောက်တဲ့ project တွေကလည်းကိုက deadline တွေကတိုက်အရန်ဖြစ်တဲ့ချိန်ကြတော့အဲ့ဒီအမိတင်မရတယ်ဆိုတော့အဲ့မှာပေါ့လေဒီ US ရဲ့ pressure ကိုလက်မခံနိုင်တော့တာပေါ့နော်လက်မခံနိုင်တော့တဲ့ချိန်ကြတော့ဒီ US ကိုဆက်ပြီးတော့လှုပ်ချင်နေလားဆိုကိုမေးတဲ့ချိန်မှာမလှုပ်ချင်တော့ဘူးပေါ့နော်အဲ့လိုအဖြစ်ဖြတ်သွားတဲ့ချိန်မှာအဲ့ကနေမှ B model လာကိုပြောင်းမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တော့အဲ့မှာအရန်ပြင်ပန်းခဲ့တယ်ဘယ်လိုပြင်ပန်းခဲ့လဲဆိုတော့အလုပ်ကလည်းတစ်ဖက်စနေညဝီတွေအထိတစ်ခါလေလုပ်ရတယ်ပြီးတော့အလုပ်မှလည်းလုံးဝအဲ့လိုဖုန်းတွေပါရအောင်3ချိန်တိတ်မရှိတော့ဘူးအဲ့လိုမျိုးပေါ့နော်ကိုကဆိုင်လေးလာဖို့ဘာဖို့တွေလည်းမရှိတော့ချိန်ကြတော့အဲ့မှာစပြီးတော့တင်တန်းမတိုက်ခင်မှာအဲ့လိုပေါ့တငယ်ချင်းအတီးတယောက်ကနေမှဗီဒီယိုဖိုင်တစ်ခု share ပေးလိုက်တယ်ပေါ့နော်သူတက်ထားတဲ့ဗီဒီယိုဖိုင် share ပြီးတော့အဲ့ကနေမှဗီဒီယိုတွေစပြီးတော့ကြည့်ပြီးတော့ငါကဒီရဲ့ဟိုပြောင်းဖို့အတွက်ကိုဒီစပြီးတော့လေ့လာမယ်ပေါ့တင်တန်းတော့မတက်သေးဘူးအရင်ဆုံးဒီRevit ကိုစလေ့လာမယ်အဲ့မှာစိတ်ဝင်စားလားမစားလားပေါ့ကိုပြန်ပြီးတော့ကြည့်အောင်လို့ဆိုပြီးတော့အဲ့မှာစပြီးတော့ဟိုပါပေါ့နော်အဲ့ဘင် course တစ်ခုကိုစပြီးလေ့လာပြီးတော့အဲ့မှာဘယ်လောက်ထိအခြေပေးရလဲဆိုတော့ကိုမှ weekend တစ်ခုလုံးဆိုလည်းမအားရဘူးတနေ့ကုန်လုံးဒီဘင် project ပြီးဖို့အရေးကိုပဲဥတည်ရဘာလို့လဲဆိုတော့ဒီမှာငါအတွေ့အကြုံမရှိဘူးဘင်နဲ့ပြောင်းချင်းနေဆိုတော့ဒီမှာ project မပြနိုင်ဘူးဆိုရင်ဘယ်သူမှကိုလက်ခံမှာမဟုတ်ဘူး portfolio တစ်ခုလုံးလို့ရအောင်လုပ်မယ်ဆိုတော့ပုံစံမျိုးနဲ့စပြီးတော့မရအောင်လုပ်မယ်ဆိုပြီးတော့ညနေလေပြောရရင်တော်တော်နောက်ကျမှအိတ်တယ်သူများတွေအိတ်ချေဆိုလည်းမအိတ်ရဘူးဒီ US လောက်ကပြင်မရတဲ့ဂျာမှာကိုကဒီဘက်ကအဲ့ဒီဘင်ကိုလည်းစပြီးတော့လေ့လာတယ်ပေါ့နော်အဲ့ချိန်မှာဒီတင်တန်းကိုကိုကဆရာစီမှာတက်တာမဟုတ်ပြင်မယ်ဗီဒီယိုကိုကြည့်ပြင်မယ်လို့အဲ့ဒီဗီဒီယိုကိုပဲစပြီးတော့အဲ့လိုနေ့နဲ့ဒီအချိန်တိုင်းနာမှာဒီအချိန်နဲ့ဒီအချိန်တွင်းမှာကြည့်မယ်ဆိုရင်အဲ့အတွင်းဒီကိုရဲ့တင်တန်းချိန်လို့တတ်မှတ်လိုက်တယ်ဘယ်သူမှလာနောက်ချက်လို့မရဖုန်းခေါ်ရင်လည်းမကင်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့လိုအချိန်အတွင်းမှာလုံးဝအချိန်တိကျကိုတိကျပေးတယ်ပြီးတော့ဒီဟာဒီကိုရဲ့တင်တန်းချိန်ပြီးတော့ဒီအတွင်းမှာငါ project ပြီးကိုပြရမယ်ပေါ့နော်ဒီအဲ့တော့ Stella စလေးလာခဲ့ရတော့ဘင်ကို MME ပေါ့နော် MME modeling ကိုစလေးလာခဲ့တယ်ကိုက MME survey
service တွေနဲ့ကလည်းရင်းနှီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုစားလေးလာတော့အရင်လည်းမခက်ခဲဘူးအဲ့မှာ2လ3လလောက်နဲ့ဒီဘင် course တစ်ခုအပြီးလုပ်လိုက်တယ်အရှိရ course ကိုလုပ်ပြီးတော့ project တစ်ခုပြီးပေါ့နော်ပြီးတဲ့အချိန်မှာကိုကစပြီးတော့တင်တဲ့ method တွေခင်မှာလဲဂျားထဲမှာ gap တော့ဖြစ်သွားတယ်ဖြစ်သွားပြီးတော့အဲ့မှာစပြီးတော့တင်တန်းတက်မယ်လို့လုပ်ပြီးတော့အဲ့မှာအပြင်မှာလဲ MMM modeling ကိုစပြီးတော့တင်တဲ့အပ်တယ်အဲ့ပြီးတော့ငါ project တစ်ခုပြီးရင်တော့ငါအလုပ်ကရတော့ပြီပေါ့ဆိုတော့အဲ့မှာဆရာကြီးခဲ့တဲ့ course ကဆရာနဲ့မတူဘူးနောက်ထပ်တင်တန်းတစ်ခုထပ်တက်တယ်ပေါ့နော်အဲ့တင်တန်းကကျ AutoDesk certificate လဲပေးရဲဆိုတော့အဲ့ဒါဆိုရင်တော့ငါရဲ့ဒီပေါ့ background မရှိရင်တော့ junior အနေနဲ့စဝင်လို့ရလောက်မယ်ဆိုပြီးတော့စပြီးတော့တက်တယ်တက်ပြီးတော့အဲ့မှာတက်ဘင်တင်တန်းပေါ့နော်ခုနပြောသလိုဘင်တင်တန်းကိုတီချာလေးတက်တယ်တီချာတက်ပြီးတော့ဆရာတွေလောက်ခိုင်းတဲ့ project တွေ assignment တွေကိုတီချာလုပ်တယ်လုပ်ပြီးတော့အဲ့ဒီ project တွေကိုပဲကိုက assignment project ဆိုပြီးတော့ portfolio ပြပေးနိုင်တယ်ဆိုတော့เนาะအဲ့လိုမျိုးဆိုရင်เนาะဒီဘင်နဲ့စပြီးလုပ်လို့ရပြီပေါ့เนาะစပြီးလုပ်လို့ရပြီဒါပေမဲ့တခုရှိတာကတော့ဒီအပြင်မှာပေါ့เนาะအပြင်မှာတဲ့ဆက်လာအဲ့စတော့ကပေါ့เนาะဒီခုနပြောသလိုပဲတပတ်မဲ့ပြောင်းမဲ့လုပ်ရင်လည်းမပြောင်းခင်မှာတော့ interview တစ်ခုတော့ရသေးတယ်အပြင်ကနေပြောရမယ်ဆိုရင် interview ကရနိုင်ချာနေဒါပေမဲ့ကိုယ်လောင်ခေါ်ရဲဆိုတော့အဲ့တုန်းကလှစားရလည်းအများကြီးမတင်ထားဘူးပေါ့เนาะကိုက junior အနေနဲ့ပဲဝင်မယ်စပြီးတော့ဒီလမ်းကြောင်းလိုက်ချင်တယ်ဆိုတော့အဲ့မှာပေါ့နော်နောက်တစ်ခုကဘာလုပ်လဲဆိုတော့ cover letter ပေါ့နော်ဒီကိုက US ကနေဘင်ကိုပြောင်းချင်တဲ့အတွက်ကြောင့် cover letter ကောင်းလေးတစ်စောင်ရေးလိုက်တယ်အဲ့ဟာဘယ်လိုရေးလဲဆိုတော့ငါဒီမှာပေါ့နော်ကိုအမှန်တရား honestly ရေးရတယ်ငါဒီမှာလုပ်ခဲ့တာဒီUS နဲ့လုပ်နေတာပါပေါ့နော်ဘာဖြစ်လို့ဘင်ကိုပြောင်းချင်ပါလဲငါအခွင့်အရေးပေးမယ်ဆိုရင်ငါအရန်စူးစမ်းပါမယ်ငါဒီလိုလောက်တတ်ပါတယ်ပေါ့နော်ပြီးတော့ငါဘယ် background တွေ electrical background ရှိပါတယ်ငါမှာACME assistant design ပိုင်းတွေလည်းငါလေ့လာထားပါတယ်ပေါ့နော် MME နဲ့ပတ်သက်လို့လည်းငါကောင်းလေးနားလဲတယ်အဲ့တော့ကြောင့်မလို့ငါဒီဘင်ပိုင်းကိုလည်းငါအခက်အခဲမရှိဘူးပေါ့နော်အဲ့ဒီဘင်ကိုငါအခွင့်အရေးပေးမယ်ဆိုရင်ငါလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့စူးစမ်းမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပတ်သက်တဲ့ဒီလို cover letter တစ်စောင်ကိုဒီ email ပို့တဲ့ပုံစံမဟုတ်ပဲနဲ့ cover letter ဆိုပြီးတက်ဒီလိုမျိုးရေးလိုက်တယ်ရေးလိုက်တဲ့အချိန်မှာအဲ့ဟောတကယ်ထူးဆန်းတာပေါ့နော် interview ခေါ်လာတယ်ပေါ့နော် interview ခေါ်လာတော့အဲ့ဒီ interview ကိုအစားတစ်ခေါက်ကတော့ဖြေမယ်ဆိုပြီးတော့မှ confirm ထားတာဒီ department chain တဲ့ကိစ္စတွေမဖြစ်ခင်မှာအဲ့ဒါနောက်ကျတော့ department chain တဲ့လူကြီးနဲ့ interview နဲ့အဲ့သူတို့ခေါ်တဲ့ interview တစ်ရက်တည်းဖြစ်သွားတဲ့အချိန်မှာကိုကသူတို့ဟာကိုနောက်ပြီးတော့ရွှေ့လိုက်တယ်ပေါ့နော်နောက်ရွှေ့လိုက်ပြီးတော့ဖြစ်စင်တော့ဒီဘက်လူကြီးကကိုယ်ခေါ်လိုက်တဲ့အချိန်မှာဟိုဘက်က interview cancel လုပ်လိုက်တယ်ဘာလို့လဲဆိုတော့ဒါငါ company ဆိုတော့ငါ confirmation လည်းရပြီးသားဆိုပြီးတော့မှအဲ့မှာဘင်းကိုနော်ကိုအခု company မှာပဲ development ချိန်လိုက်တယ်ပေါ့နော်အဲ့လိုဆိုတော့ဒီ interview ကလည်းခေါ်နိုင်ချေရတော့ဒီကိုရဲ့ကိုက career ကိုချိန်တော့မယ်ဆိုရင်မရနိုင်တာတော့မဟုတ်ဘူးလူတိုင်းရနိုင်တယ်ဆိုတာပြောပြတာပေါ့နော်စတာရဲ့အတွေ့အကြုံရဆိုရင်လုံးဝ background ဘာမှလည်းမလုပ်ဘူးအတွေ့အကြုံလည်းတစ်စမ်းမှမရှိတာကနေမှဒီ US ကနေမှဘင်းကိုဒီလိုရအောင်ကိုပြောင်းခဲ့တယ်ပေါ့နော်အဲ့ဒါဒီဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဒီ portfolio တွေ CV တွေကိုတခြားလောက်ထားမယ်ပြီးတော့ကိုကိုရိုင်းကလည်းဒီ project ကိုထဲထဲဝင်ဝင်တင်တန်းမှာတခြားလိုက်လောက်ထားမယ်ဆိုရင်တော့ပြောင်းလို့လည်းရပါတယ်ပြီးတော့အပြင်ကနေမှကိုပေါ့နော်အတွေ့အကြုံရှိတဲ့လူတွေစီကနေမေးပြီးတော့သူတို့စီကနေပြန်ပြီးတော့လေ့လာတကယ်ပြင်မှာဘယ်လိုတွေလောက်ရလဲပေါ့နော်ဘယ်လိုလဲအဲ့ဒါကိုပြန်လေ့လာရဲဆိုတော့ကိုကစပြီးတော့ junior ခြေလမ်းကနေစဝင်လို့ရပါတယ်အဲ့ဒီ junior ခြေလမ်းကနေစဝင်ပြီးတော့မှကိုကဒီကနေမှ level up ပေါ့နော်ကိုဘာကိုပြန်ပြီးတက်သွားမယ်ဆိုရင်တော့ဒီပြင်လမ်းကြောင်းမှာပြန်ပြီးတော့ရောက်သွားမယ်ပေါ့နော်အဲ့လိုကနေမှအခုဆက်လာဒီပင်လန်ဆောင်ပေါ်မှာလုပ်နေတာ3နှစ်ကျော်ပါပြီ3နှစ်ကျော်ပြီးတော့အခု specialist diploma ကို poly ကနေပြီးတော့အခုလောလောဆယ်ပေါ့ရထားပါတယ်နောက်ပင်လန်ဆောင်ကိုလိုက်မဲ့လူတွေဒီစပြီးတော့လုံးဝမှာဒီတင်တန်းကိုကောင်းတက်ပြီးတော့ကိုရဲ့ portfolio နဲ့ CV ကိုကောင်းပြင်ပြီးတော့ပင် junior နဲ့စရှောက်ပြီးသွားရင်အဲ့မှာပဲမရက်သေးပဲနဲ့ကိုလိုက်မဲ့လမ်းကြောင်းကိုကဒီ specialist diploma ထိယူထားရင်တော့ပို့ပြီးတော့ကောင်းပါတယ်အဲဒါကြောင့်မလို့ဒီနေ့ပြောရတာကစတာကဒီဘင်လမ်းကြောင်းပေါ်ရောက်သွားတဲ့အကြောင်းကိုပြပြပေးသွားတာဖြစ်ပါတယ်အားလုံးစိတ်ဝင်စားမယ်လို့ထင်ပါတယ်နောက်ထပ်တစ်ပိုင်းမှာတော့စတာတို့ဒီ modeler တယောက်အနေနဲ့ဘာတွေလုပ်ရလဲဘယ်လို scope တွေလုပ်ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြသွားမှာဖြစ်ပါတယ်အဲ့ဒါကိုလည်းထပ်ပြီးတော့နောက်ထပ် episode မှာကြည့်ရှုပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ် bye bye